အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုလေးလည်းမတင်တာကြာပြီဖြစ်တဲ့အတွက်ဒီနေ့မှာတော့eFootball မှာပါဝင်လာတဲ့ Manchester United ရဲ့ showtime ပေါင်းကိုကျွန်တော်လိုက်ကြည့်မှာဖြစ်ပါတယ်promo coin 3800ပဲတုံးပြီးတော့လိုက်မှာပဲဖြစ်ပါတယ်ဗျကျွန်တော် browser အနေနဲ့ကျွန်တော် coin လေး100ရှိတဲ့အတွက်100လေးနဲ့ကျွန်တော်ဆန်းကြည့်ပါမယ်ပြီးမှကျွန်တော် promo ဖြည့်လိုက်မယ်ပေါ့နော်Okay 3 star ပါပဲကျွန်တော် coin ဖြည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာကကျွန်တော်900နဲ့ပဲကျွန်တော်တန်းသွားပါမယ်အဓိကကျွန်တော်လိုချင်တာကတော့ဒီကတ်တပါလိုချင်တယ်ပြီးရင် Cisco လိုချင်တယ်ပေါ့နော်ကျွန်တော် menu ကတော့ပထမထွက်ထားတဲ့ကတ်လည်းရှိတယ်102 ထိတက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ200ကိုကျွန်တော်လိုချင်ပါတယ်အဲ့200ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်နားပါပဲဗျဆိုတော့ဒီမှာ promo ကလည်းဒီနေ့နောက်ဆုံးရက်ဆိုတော့ကျွန်တော်အပြေးဖြည့်လိုက်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ900နဲ့ကျွန်တော်သွားပါမယ် Just really let's go ဘဒူလေးလေ highlight ကလည်း United player ဟောင်းပဲဖြစ်တယ် Angel Coleman ဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ချိန်သွားပါမယ်ဗျဒါလေး ready လုပ်ပြလိုက်ပါမယ်ကျွန်တော် channel လေးကို like and subscribe လုပ်ရရဆိုလို့ရှိရင်တော့ like and subscribe လုပ်ထားပြီးဖို့တောင်းဆိုပါရစေ။ Okay တော့ကျွန်တော်900နဲ့သွားပါမယ်ဗျ။ Okay ပါဗျာကျွန်တော်900နဲ့ကျွန်တော်ဒီကတ်တပေါင်းရရှိသွားတာပဲဖြစ်ပါတယ်။ဒါကျွန်တော် promo coin 3800ပဲဖြည့်ထားပါဗျာ။ဆိုတော့ကျွန်တော်နောက်ထပ်လိုချင်တဲ့တယောက်ရှိတယ်။အဲ့ဒါကတော့ Cisco ပဲဖြစ်ပါတယ်။ကျွန်တော် Cisco ရသွားမလားဆိုတော့ view တစ်ချက်ကြည့်လိုက်ကြလို့ဗျာ။ဆိုတော့ကျွန်တော်900နဲ့ပဲသွားမယ်ဗျာ။ဒီမှာကတော့ကျွန်တော်2000ရှိတယ်။ကျွန်တော်ပြောခဲ့လို့ပဲ menu ရှိတယ် menu မလို့ပေါ့နော်ကျွန်တော် Cisco ပဲလိုချင်တယ်။ Okay ကျွန်တော်900နဲ့လဲပါမယ် Let's go CF Oh my god 30 Cisco ပဲပြစ်ပါတယ်ဗျာကျွန်တော်ပြောခဲ့တယ်လို့ပဲဒါကတော့တိုက်ဆိုင်မှုပဲလားကျွန်တော်ပဲကန်ကောင်းတာလားတော့မသိဘူးပေါ့နော်ဒီမှာလိုချင်တဲ့2ယောက်ရလိုက်တယ်ဆိုတော့ကျွန်တော်ဒီမှာ okay highlight ကလေးတစ်ခုပါပါတယ် thank you ပါ channel မှာ eFootball ကွိုင်ဝယ်နည်းကိုလည်းတင်ပေးထားလို့ဝင်ရောက် comment လေ့လာလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် subscribe လုပ်ထားပြီးဖို့လည်းတောင်းဆိုပါရစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်